မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမဒီကန့်ကောက်ပန်းခတ်လေးတွေကိုထိုးပြပေးမှာဖြစ်ပါတယ်ကန့်ကောက်ပန်းခတ်လေးထိုးဖို့အတွက်ဆိုရင် mid cotton 3 ply 4 ply နဲ့လည်းထိုးလို့ရပါတယ်ဒါပေမဲ့ကျမတို့3 ply နဲ့ပဲသုံးပါတယ်အစိမ်းရောင်လေးရယ်အဖြူရောင်လေးရယ်အဝါလေးကတော့ဝတ်ဆင်လို့ဖို့အတွက်ပါပြီးရင်ကကြီးရယ်အစိုက်ကိုတော့ 1.5mm သုံးထားပါတယ်ကော်ကန်းဘူးရဲ့ဒီလိုကောအပြော့ရဲ့ပြီးခါကျရင်ဒီလိုနန်းကျူလေးရဲ့ဒီလိုပန်းရိုးတံတစ်ချောင်းရဲ့လိုပါမယ်ဒီကလို့ကိုကပန်းရိုးတံအရှိလိုချင်တယ်ဆိုရင်တော့အရှိသုံးပေါ့နော်ဒီမှာတော့ဒီဥစ္စာက40 cm ကိုနှစ်ပိုင်းပြန်ဖြတ်ထားတာပေါ့နော်ဒါဆိုကျမတို့ခန်းခေါ်ပန်းစထိုးရအောင်အရင်ဆုံးမင်းကြီးလေးလိုလိုက်ပါမယ်ခွေးနဲ့မှာဖွင့်ပြီးနှစ်ချက်နှစ်ချက်ပြီးတော့တဲ့အခါမှာတော့ဒီခွေးနဲ့မှာတိုင်လက်ရှိတိုင်ထိုးပါမယ်ဒီနဲ့တော့လေးတိုင်လက်ရှိတိုင်ထိုးပြီးတော့တဲ့အခါမှာတော့ခွင်းလေးကိုဆက်စုပြီးတော့ပထမဆုံးဆောက်ထုတ်ခဲ့တဲ့အပေါက်ထဲကနေချက်ကော်လေးနဲ့တော့ချိတ်လိုက်ပါမယ်ပြီးတော့တဲ့အခါဖွင့်ပြီးတစ်ချက်ဖွင့်ချက်ထုတ်ပြီးဒီစားချင်းအပေါက်ထဲမှာပဲเนาะထိုင်တို့တစ်ချက်ထိုးလိုက်ပါမယ်ဒီပေါက်လေးเนาะပြီးတော့တဲ့အခါမှာဖွင့်ပြီး12ချက်တက်ပါမယ်3 4 5 6 9 10 11 12ဖွင့်ပြီး12ချက်ထိုးပြီးသွားတဲ့အခါမှာတော့ဒုတိယမြောက်ပေါက်ကနေရှက်ကောတစ်ချက်နောက်တစ်ပေါက်မှာတိုင်တို့နောက်တစ်ပေါက်မှာတိုင်လက်ပြီးသွားတဲ့အခါမှာတော့ကျမတို့တိုင်ရှည်4တိုင်ထိုးပါမယ်တစ်ပေါက်ကိုတစ်တိုင်ပါဒီနဲ့တော့လေးတိုင်ရှည်4တိုင်ပြီးတဲ့အခါမှာတိုင်လက်2တိုင်ထိုးပါမယ်တစ်ပေါက်ကိုတစ်တိုင်ပါနောက်ဆုံးကျန်တဲ့နှစ်ပေါက်မှာတော့တိုင်တို့တစ်ပေါက်ကိုတစ်တိုင်ထိုးပါမယ်ပြီးတော့တဲ့အခါမှာတော့ကျမတို့ဖွင့်ပြီးထိုးခဲ့တဲ့အပေါက်ထဲကနေရှက်ကော်တစ်ချက်လာထိုးလိုက်ပါမယ်ပြီးတော့တဲ့အခါမှာဖွင့်ပြီးတစ်ချက်လိမ့်မယ်နော်ဒီတက်မှာတော့ FIO ထိုးချက်နဲ့ထိုးပါမယ်ဒီနောက်တမ်းပေါင်းเนาะဒီနောက်ပေါက်တမ်းမပါဘဲနဲ့ဒီအရှိပေါက်လေးကနေပဲထိုးသွားမှာပါအရင်ဆုံးတိုင်းတို့နှစ်ချက်ထိုးလိုက်ပါမယ်တစ်ပေါက်ကိုတစ်တိုင်ပါတော့တဲ့အခါမှာတိုင်လက်2တိုင်တစ်ပေါက်ကိုတစ်တိုင်ပါပဲတာပြီဆိုရင်တော့ဒီဘောကိုတိုင်ရှည်ထိုးတက်သွားပါမယ်ဒီနောက်ဆုံးအပေါက်ရောက်တဲ့အခါပြန်ကြည့်မယ်နော်ဒီနဲ့
4 5 6 9ဒီနောက်ဆုံးတစ်ပေါက်မှာတော့တစ်ပေါက်ထဲမှာတိုင်ရှည်2တိုင်ထိုးပါမယ်ပြီးတော့ရင်ဖမင်း2ချက်လဲမယ်ဒီတက်မှာတော့ BLO ထိုးချက်နဲ့ဒီအနောက်တာကနေပဲထိုးသွားပါမယ်ဒီအရှိပဲလေးမယူနော်အလုံးပေါင်းတိုင်ရှည်9တိုင်ထိုးပါမယ်ဒီတက်မှာတော့အပြင်မပွားပါဘူးဒီနဲ့3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
ခနဲ့ရှစ်ကောတိုင်းရှိကိုယ်တိုင်ထိုးပြီးနော်တိုင်လက်နာတိုင်းထိုးရမယ်တစ်ပေါက်တစ်ထိုင်ပါနောက်ဆုံးကျန်တဲ့နှစ်ပေါက်မှာတော့တစ်ပေါက်ကိုတိုင်တိုးတစ်ထိုင်ထိုးပါမယ်ဒီတိုင်းဒီပေါက်မဟုတ်ဘူးနော်သူ့ပြအပေါက်မှာရှက်ခေါ်တစ်ချက်ထိုးလိုက်ပါမယ်ဖမီတစ်ချက်လက်မယ်ဒီတက်မှာတော့ကျမတို့ FLO ထိုးခြင်းနဲ့ပြန်ထိုးပါမယ်ဒီပေါက်မဟုတ်ဘူးနော်ဒီပေါက်တိုင်တိုးနှစ်တိုင်တစ်ပေါက်ကိုတစ်တိုင်မှာတိုင်လက်နှစ်တိုင်တစ်ပေါက်ကိုတစ်တိုင်မှာနောက်ဆုံးနှစ်ပေါက်ကိုခြံပြီးတော့ကျန်တဲ့အပေါက်တွေကိုတော့ဒိုင်းရှိထိုးတက်သွားပါမယ်ဒီနေ့တော့လေး1 6 နောက်ဆုံးနှစ်ပေါက်ကျန်တဲ့အခါမှာတော့တိုင်ရောထိုးပါမယ်ချီချမ်းမယ်နော်ပြီးရင်နောက်တစ်ပေါက်ကိုလည်းယူမယ်အပေါ်မှာခြေသုံးမိကြပြီဆိုရင်တော့ဆက်တင်လိုက်ပါမယ်နှစ်ပင်ကိုတစ်တိုင်းနဲ့ဖြောင်းထိုးလိုက်တာပါပြီးတော့တဲ့အခါမှာတော့အမင်းတစ်ချက်လှည့်မယ်ဒီတက်မှာတော့ BLO ထိုးချက်နဲ့ထိုးပါမယ်ဒီအနောက်တန်းနေပဲထိုးမယ်နော်ပထမဆုံးအပေါက်မှာရှက်ကောနောက်တစ်ပေါက်မှာတိုင်တို့နောက်တစ်ပေါက်မှာတိုင်လက်ပြီးတော့ရင်တိုင်ရှိ၄တိုင်ထိုးမယ်ဒီနဲ့တော့လေတိုင်ရှိ၄တိုင်ပြီးတော့ရင်တိုင်လက်နှစ်တိုင်ထိုးမယ်တစ်ပေါက်တစ်ထိုင်
ကျန်တဲ့3ပေါက်မှာတော့တစ်ပေါက်ကိုတိုင်တိုးတစ်တိုင်းထိုးပါမယ်အလုံးပြပြီဆိုရင်တော့ကျမတို့ဒီအပေါက်ထဲမှာဆနာရှက်ကောနဲ့ခြေတဲ့အပေါက်ထဲမှာနော်နောက်ထပ်လာရှက်ကောနဲ့လာထပ်ခြေလိုက်ပါမယ်ပြီးရင်တော့သူ့ဘေးအပေါက်ကိုတိုင်တိုးလေးနဲ့ခုလိုက်မယ်ဒီလိုဆိုပွင့်ဖတ်တစ်ဖက်ရပါပြီခန်းကော်ဘက်မှာပွင့်ဖတ်လေးပဲရှိတဲ့အတွက်ကျန်တဲ့3ဖက်ကိုလည်းဒီတိုင်းပဲထိုးသွားပါမယ်ပွင့်ဖတ်လေးပဲလုံးထိုးပြီးသွားတဲ့အခါမှာတော့ဒီအကွန်းကြော်လိုက်မယ်နော်ဒီမှာကြော်ပြီးတော့ဆက်ထိုးခဲ့တဲ့ပွင့်ဖတ်အောက်ချီကနေရှက်ကောနဲ့လမ်းချေလိုက်မယ်ပြီးတော့ဒီခါမှာဟိုမင်းတစ်ချက်ထိုးမယ်ခြေသားလေးဆွဲထိုးပြီးဖြတ်လိုက်လို့ရပါပြီကပ်မပွင့်လေးပြီးသွားပြီဆိုရင်တော့ကျမတို့အဖူးလေးတွေဆက်ထိုးကြမယ်နော်ဒီအဖူးကြီးကိုဆက်ထိုးပါမယ်ချီဖြူနဲ့ရင်ထိုးမယ်နော်အင်ဂျီရီလေးလောက်လိုက်ပါပြီးသွားတဲ့အခါအင်ဂျီရီနဲ့မှာဖုန်မီတစ်ချက်ဖုန်ချက်ထိုးပြီးတော့ရင်တော့ဒီကွေးနဲ့မှာရေးတိုင်တို့6တိုင်ထိုးပါမယ်တိုင်တို့6တိုင်ထိုးပြီးသွားတဲ့အခါမှာတော့ခွေးလေးကိုဆွဲစုပြီးစထိုးခဲ့တဲ့ပေါက်ထရကနေချက်ကော်လေးနဲ့လာချိတ်လိုက်ပါမယ်ပြီးတော့ရင်တော့ဖုန်မင်းတစ်ချက်ဒီခါမှာတော့တိုင်ပွားထိုးပါမယ်တိုင်ပွားဆိုတာကတစ်ပေါက်မှာတိုင်တို့2တိုင်ထိုးတာကိုပြောတာပါတိုင်ပွား6ခါရအောင်ထိုးပါမယ်တိုင်ပွား6ခါထိုးပြီးတော့တဲ့အခါမှာတော့စထိုးခဲ့တဲ့အပေါက်ထဲကနေချက်ကော်လေးနဲ့လာချိတ်လိုက်ပါဖုန်မင်းတစ်ချက်ဒီတန်းမှာတော့ရိုးရိုးတိုင်တို့တစ်ခါတိုင်ပွားတစ်ခါနဲ့ပတ်ချလဲထိုးပါမယ်အလုံးပေါင်း6ကြိမ်ထိုးမယ်နော်တန်းလုံးထိုးလာပြီးဆိုရင်တော့စထိုးခဲ့တဲ့အပေါက်ထဲမှာရှက်ကော်နဲ့လာချိတ်လိုက်ပါမယ်နောက်တန်းတက်ဖို့အတွက်ဖုန်မင်းတစ်ချက်ဒီတန်းမှာတော့ပတ်ချလဲကိုရိုးရိုးတိုင်တို့ပဲထိုးသွားပါတော့မယ်ရိုးရိုးတိုင်တို့အလုံးပေါင်း3တန်းထိုးပါမယ်3တန်းထိုးပြီးတဲ့အခါပြန်ကြည့်ကြမယ်နော်ရိုးရိုးတိုင်တို့3တန်းထိုးပြီးပြီဆိုရင်ခြေစိမ်းအောင်လေးနဲ့ချိန်ပါမယ်ကိုချိန်တက်တဲ့နည်းနဲ့ချိန်လို့ရပါတယ်နော်ချင်းပြီးကျမတို့စထိုးခဲ့တဲ့အပေါက်ကနေရက်ကော်လေးနဲ့တော့ချိတ်လိုက်ပါမယ်ပြီးတော့တဲ့အခါမှာဖုန်မီတစ်ချက်ဒီတန်းမှာလည်းရိုးရိုးတိုင်တို့ပဲပတ်ချလေးထိုးပါမယ်တန်းလုံးထိုးလာပြီးဆိုရင်တော့စထိုးခဲ့တဲ့အပေါက်မှာရှက်ကော်နဲ့တော့ချိတ်လိုက်ပါဒီချီအဖြူကိုဖြတ်လို့ရပါပြီဒီတန်းမှာတော့တိုင်ရော့ထိုးပါမယ်ရိုးရိုးတိုင်တို့တစ်တိုင်း
တိုင်ရော့တတိုင်းရိုးရိုးတိုင်တို့တတိုင်းတိုင်ရော့တတိုင်းဒီပုံစံတိုင်းပဲပပတ်ချလေးထိုးသွားပါမယ်အဆုံးထိရောက်ပြီဆိုရင်တော့စထိုးခဲ့တဲ့ပေါက်ထင်းမှာရှက်ကော်နဲ့သွားချိတ်ပါမယ်နောက်တစ်ကြောင်လည်းတိုင်ရော့ထိုးပါမယ်ပပတ်ချလေးတိုင်ရော့6ခါထိုးပါမယ်ခါနောက်ခါဒီတိုင်းပဲပချလေးစုံနဲ့ထိထိုးလိုက်ပါ6ခါလုံးထိုးပြီးပြီဆိုရင်တော့ကျမတို့ဒီတဲကိုဆီလီကွန်လေးနည်းနည်းထည့်ပေးလိုက်ပါအဖူးကြီးဖြစ်တဲ့အတွက်ဖောင်ဖောင်လေးဖြစ်နေမှာကြီးလို့လာမှာဖြစ်တဲ့အတွက်ပါကလို့ဒီတက်မှာဆီလီကွန်ထည့်ရတာအခက်အခဲရှိရဆိုပထမတစ်တက်မှာလေးထည့်လိုက်ပါနော်โอเคမိသားစုဆိုရင်တော့စထိုးခဲ့တဲ့အပေါက်ထဲမှာရှက်ကော်နဲ့လာချိတ်လိုက်ပါမယ်ဟုတ်ပြီတစ်ချက်ထိုးပြီးတော့ခြေသားလေးနဲ့ရှိရှိလေးဆွထုတ်ပါဒီခြေကအညာမှာပတ်ဖို့အတွက်ပါလိုလေးရမယ်နော်အဖူးကြီးပြသွားပြီဆိုရင်တော့ကျမတို့အဖူးသေးလေးထိုးမယ်အဖူးသေးလေးထိုးဖို့အတွက်မန်ဂျီရီလေးလောက်လိုက်ပါမန်ဂျီရီနဲ့မှာဖုန်မီတစ်ချက်ဒီကွေးနဲ့မောင်ရဲ့တိုင်တို့9တိုင်ထိုးပါမယ်1 2 3 4တိုင်တို့9တိုင်ထိုးပြီးသွားတဲ့အခါကွင်းလေးကိုဆက်စုလိုက်ပါစထိုးခဲ့တဲ့အပေါက်ထဲကနေရှက်ကော်လေးနဲ့လာချိတ်လိုက်ပါမယ်ပြီးတဲ့အခါပုံမီတစ်ချက်ဒီတန်းမှာတော့တိုင်ပွား9ခါရအောင်ထိုးပါမယ်တစ်ပေါက်မှာတိုင်တို့2တိုင်ပါဒီနဲ့ဒီနဲ့ပပချလေးထိုးလိုက်ပါတိုင်ပွား9ခါထိုးပြီးတဲ့အခါမှာတော့စထိုးခဲ့တဲ့ပေါက်ထင်းကနေရှက်ကော်လေးနဲ့လာချိတ်လိုက်ပါပုံမီတစ်ချက်ဒီတန်းမှာတော့တိုင်ပွားမထိုးလို့မင်းနဲ့ရိုးရိုးတိုင်တို့10တိုင်ရအောင်ပပချလဲထိုးပါမယ်အလုံးပေါင်းရိုးရိုးတိုင်တို့3တိုင်ထိုးရပါမယ်ထိုးပြီးတော့တဲ့အခါပြန်ကြည့်ကြမယ်နော်တိုင်တို့3တိုင်ပြီးတော့တဲ့အခါမှာတော့ပထမဆုံးစထိုးခဲ့တဲ့ပေါက်ထရနေရှစ်ကော်လေးနဲ့လာချိတ်လိုက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုန်မီတစ်ချက်ဒီတန်းမှာတော့ကျမတို့တိုင်ရော့ထိုးပါမယ်တိုင်ရော့9ခါရအောင်ထိုးပါမယ်တိုင်ရော့9ခါထိုးပြီးသွားတဲ့အခါမှာတော့စထိုးခဲ့တဲ့ပေါက်ထရနေရှက်ကော်နဲ့လာချိတ်လိုက်ပါမယ်ဖုန်မီထိုးနော်ဒါလေးနည်းနည်းရှိရှိထိုးလိုက်ဒီထိတ်လေးကိုပိတ်သွားအောင်ကျမတို့အလီနဲ့ချုပ်ပေးလိုက်ပါမယ်လိုလေးရပါမယ်နော်ဒီကတော့အရွက်လေးထိုးပါမယ်အရွက်ထိုးဖို့အတွက်ဖုန်မီ25ချက်ထိုးလိုက်ပါ
ဖို့မီ25ချက်ထိုးပြီးတော့တဲ့အခါမှာတော့နန်းကြိုလေးတစ်ခါလေးထည့်ထိုးသွားပါမယ်ဒီဒုတိယမြောက်ပင်ကနေတိုင်းတို့တစ်ချက်နောက်တစ်ပုဒ်မှာလည်းတိုင်းတို့တစ်ချက်နောက်တစ်ပုဒ်မှာတော့တိုင်းလာတစ်တိုင်းပြီးရင်တော့တိုင်းရှည်18တိုင်းထိုးတက်သွားပါမယ်တိုင်းရှည်18တိုင်းထိုးပြီးတော့တဲ့အခါမှာတော့တိုင်းလာတစ်တိုင်းပြန်ထိုးပါမယ်ပြီးတော့ရင်တိုင်းတို့ဒီထိတ်ဆုံးတက်တဲ့အပေါက်ထဲမှာတော့အရင်ဆုံးတိုင်းတို့တစ်တိုင်းပြီးရင်ဖုန်ကြီးတစ်ချက်ဒီထိတ်ဆုံးအပေါက်ထဲမှာပဲတိုင်းတို့တစ်တိုင်းဒီနေရာလေးကိုကျမတို့မကာလေးနဲ့မှတ်ထားလိုက်မယ်နော်ဒီဘက်ချောင်းတော့ဒီဘက်ကပတ်တန်တိုင်းပြန်ထိုးသွားပါမယ်အရင်ဆုံးတိုင်းတို့တစ်တိုင်းပြီးရင်တိုင်းလက်တိုင်းရှည်18တိုင်း18တိုင်းပြီးသွားရင်တိုင်းလက်တစ်တိုင်းနောက်ဆုံးနှစ်ပေါက်မှာတိုင်းတို့နှစ်တိုင်းတစ်ပေါက်တစ်တိုင်းနော်ဒီတိုင်းဒီဘက်ချမ်းဆွထုတ်ပြတဲ့အပေါက်မှာရှက်ကော်လေးနဲ့ထိုးလိုက်မယ်ရှက်ကော်နဲ့မထိုးခင်နန်းကျိုးလေးကိုရင်ဖြတ်လိုက်မယ်နော်ပြီးဒီချီကိုဒီအောက်ဘက်ကထားပါအပေါ်ကတင်တဲ့အခါနန်းကျိုးအနောက်ကပေါ်နေတတ်ပါတယ်ဒီမှာဆွထုတ်ပြတဲ့အပေါက်ထဲမှာရှက်ကော်နဲ့လက်ချလိုက်မယ်ပုံမင်းတစ်ချက်ပြီးတဲ့ခါမှာတော့ဒီဘက်တစ်ချမ်းလုံးကိုတိုင်းတို့24တိုင်းထိုးသွားပါမယ်တိုင်းတို့24တိုင်းထိုးပြီးသွားတဲ့အခါမှာတော့ဆောနာဒီ chain တစ်ခုထိုးခဲ့တဲ့နေရာမှာတိုင်းတို့တစ်ချက်အရင်ထိုးမယ်ပြီးရင်ဖုန်မီနှစ်ချက်ဒီတိုင်းတို့ထိုးတဲ့အပေါက်ထဲကနေရှက်ကော်နဲ့လာပြီးတော့အချွန်လေးလွတ်လိုက်မယ်ဒါရင်ဒီပေါက်ထဲမှာပဲတိုင်းတို့နောက်တစ်ချက်ဒီဘက်အချောင်းလည်းတိုင်းတို့24တိုင်းပြန်ထိုးသွားလိုက်မယ်နော်တိုင်းတို့24တိုင်းလုံးထိုးလာပြီဆိုရင်တော့ချီကိုအဖက်ကတင်လိုက်ပါကျမတို့စထိုးခဲ့တဲ့ပေါက်ထဲကနေရှော့ကော်လေးနဲ့လာချေလိုက်ပါမယ်ဒါရင်ဒီဘက်ကနေဖုန်မီလေးတစ်ချက်ခြေစားလေးနဲ့ရှည်ရှည်ဆွဲထုတ်ပြီးဖြတ်လိုက်လို့ရပါပြီဒီအောက်ဖက်လေးကိုကော်လေးနဲ့ကပ်ပေးလိုက်မယ်နော်အရွက်လေးပြီးပြီဆိုရင်တော့ဒီအညာလေးကိုဆွတ်ထိုးပါမယ်အညာလေးထိုးဖို့အတွက် measure လေးလုပ်လိုက်ပါပြီးတော့အခါဖုန်မီတစ်ချက်ထိုးပြီးတော့ရင်တော့ဒီခွေးနဲ့မှာတိုင်းတို့ရှစ်ခါထိုးလိုက်ပါမယ်
တို့ရှိကထိုးပြီးတော့တဲ့အခါမှာခွေးလေးကိုဆက်စုပြီးတော့စထိုးပြီးတဲ့အပုတ်ထရနေရှက်ကောနဲ့သွားချိလိုက်ပါပြီးတော့တဲ့အခါဖုမီနှစ်ချက်သူ့ဘေးကဖုမီနှစ်ချက်ထိုးတဲ့အပုတ်ထဲမှာပဲတိုင်ရှိနှစ်တိုင်ပြီးတော့ရင်ဖုမီနှစ်ချက်သူ့ဘေးကအပုတ်ထဲမှာရှက်ကောဖုမီနှစ်ချက်ဒီခါတော့သူ့ဘေးကအပုတ်ထဲမှာတစ်ပုတ်ထဲမှာတိုင်ရှိနှစ်တိုင်ထိုးမယ်နော်နဲ့ပြီးရင်ဖုမီနှစ်ချက်သူ့ဘေးအပေါက်ထဲမှာရှက်ကောဖုမီနှစ်ချက်သူ့ဘေးအပေါက်ထဲမှာတစ်ပေါက်ထဲကိုတိုင်ရှိနှစ်တိုင်ဖုမီနှစ်ချက်သူ့ဘေးအပေါက်မှာရှက်ကောဖုမီနှစ်ချက်သူ့ဘေးအပေါက်ထဲမှာတစ်ပေါက်ထဲကိုတိုင်ရှိနှစ်တိုင်ဖုမီနှစ်ချက်သူ့ဘေးအပေါက်ထဲမှာရှက်ကောဒီစထိုးခဲ့တဲ့အဖိုက်ရဲ့အောက်ခြေမှာလဲရှက်ကောနဲ့လာတက်လိုက်မယ်နော်ပြီးတော့ရင်ဖုမီတစ်ချက်ခြေစားဆွဲထုတ်ပြီးဖြတ်လိုက်လို့ရပါပြီပြီးတော့တဲ့အခါမှာတော့ကျမတို့ဒီအလေရဝတ်ဆန်လေးကိုလုပ်ပါမယ်ဝတ်ဆန်လေးလုပ်ဖို့အတွက်ချီဝါရောင်လေးကိုလက်မှဒီကလေးဝတ်ဆန်ထွေးလုပ်ချင်တယ်ဆိုရင်တော့လည်းအခါ30လောက်လက်မှရေးလိုက်ပါနော်ကလေးကိုပပပဲလုပ်ချင်တာဆိုရင်တော့လည်းအခါ20 22အဲ့လောက်ပဲလုပ်လိုက်ပါတော့ဒီလောက်ဆိုတော့ပါပြီကိုအဆင်ပြေတဲ့အနေနဲ့လုပ်ပါနော်ဒီကအလျားဝဆန်လေးကလုံးလုံးလေးနဲ့လာနေဖို့လိုတာပါဒီအလေတက်တက်လေးကနေခြိလိုက်ပါမယ်လိုလေးရပြီဆိုရင်တော့ဆနာလို့ဒီလိုလုံးလုံးလေးရအောင်လိုက်ညှက်လိုက်မယ်နော်လောက်ကြရှိတာအလုပ်လုပ်ပြီးသားတဲ့အခါမှာတော့ပန်းခတ်ဆက်လုပ်ပါတော့မယ်ဆနာဒါလေးအရင်ထည့်ဖို့မိသွားလို့နော်တကယ်ဆိုဒီတန်ချောင်းအရင်ထည့်ရမှာမိသွားတဲ့အတွက်ခုမှပြန်ထည့်လိုက်မယ်နော်
ကဲနော်ဒီအောက်ကယူရန်လေးချီစင်းအောင်လေးနဲ့ပတ်လိုက်ပါဖန်ပွင့်လေးကိုချီနဲ့ပတ်ပြီးတော့ပါပြီအဖူးလေးတွေလောက်ဖို့အတွက်ဆိုရင်တော့ဒီလိုနန်းကြိုးအသေးလေးသုံးပါမယ်ဒီလိုမျိုးနှစ်ခေါက်လေးခောက်လိုက်ပါမယ်ပြီးရင်ဒီထိတ်လေးကိုကော်လေးနဲ့သုံးလိုက်မယ်နော်နည်းနည်းလေးပဲနော်အများကြီးဆိုရင်သူကဒီအပေါက်လေးကသွင်းရခတ်သွားတယ်ကတ်ရုံလေးပေါ့ထဲမှာကော်နဲ့ကပ်ပြီးသွားပြီဆိုရင်တော့ဒီအောက်ပိုင်းချီပတ်တဲ့နေရာကိုတော့ကော်ပြော့နေပဲသုံးမယ်နော်ဒါဒီနောက်မှာပန်းခတ်လို့နဲ့ပြန်ဖြတ်လို့ရပါတယ်လောလောဆယ်တော့ဒီတိုင်းပဲထားလိုက်အောင်ဒီဟာနေရာလေးကိုကတ်လေးဖြစ်တော့ကော်ဘူးလေးနည်းနည်းတုပ်လိုက်မယ်ဒီလိုလေးဖြစ်သွားပါပြီကျန်တဲ့ဒီဖူးလေးနှစ်ဖူးကိုလည်းဒီတိုင်းပဲလုပ်လိုက်ပါနော်အကောင်လုံးသွားလေးနဲ့သူတွဲပြီးသွားတဲ့အခါမှာတော့ပန်းခတ်လေးလုပ်လို့ရပါပြီပန်းခတ်လေးကတော့ကိုအဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ဒီတိုင်းလေးပဲအပွေနေရောအရွက်တွေရောပန်းခတ်ပုံစံလေးလုပ်ထားလိုက်ပါပြီးတဲ့အခါပြန်ကြည့်ကြမယ်နော်ကဲအခုဆိုရင်ကျမတို့ကန်းကော်ပန်းခတ်လေးလုပ်လို့ပြီးသွားပါပြီကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ရှင်